Hello မင်္ဂလာပါလျှက်ထက်ပါကီကြံခင်းမှာကြိုဆိုပါရရှင်လျှက်ထက်ပါကီကြံခင်းကအခုဘယ်မှာခင်းကျင်းနေလဲဆိုတော့ဒီ site လေးပေါ့နော်ဒီကွန်ဒို site လေးပါဒါကတော့ဘွန်ဆိုဘတ်လန်မှာရှိတဲ့ဘွန်ဆိုဘတ်ကွန်ဒိုပေါ့နော်ဟုတ်တစ်ချက်လောက်လေးလိုက်ကြည့်ပြပါရှင်ခင်းလက်စအနေထားလေးဆိုတော့ sketting လေးချထားမယ်အဲဘာလေးချထားတယ်ပေါ့နော်ဒီမှာဒါလေးကခင်းပြီးသွားတဲ့ခါကျကုတ်မယ်ပေါ့နော်ဒါကတော့ရှောက်လန်းသနက်ချွတ်တဲ့နေရာရှိမယ်အဲကန်းကျယ်ရှိမယ်ပေါ့နော်ဒါလေးကတော့ master bedroom နံပါတ်1ပေါ့နော်ဒါကခင်းလက်စလေးပဲရှိတယ်SPC Glow ပေါ့နော် 6.5 mm အထူလေးကိုသုံးပေးထားပါတယ်ရှင်ဒီကောင်လေးကတော့ကျွန်းရောင်ရှာလို့စီလေးပေါ့နော်နိုင်ငံကာလာဘယ်ကာလာနဲမဆိုလိုက်ခတ်မှုရှိတယ်တုံးနိုင်ငံကာလာရွေးတာမျိုးမရှိဘူးပေါ့နော်နောက်မှာဖော့လေးပါမယ်ဘက်ကင်မှာဖော့ပါတဲ့အတွက်ကိုလုံးဝခြေတန်းလုံးနဲ့မွာချာတန်းလေးကိုလည်းကာကွယ်ပေးရရှင်ဟုတ် 6.5 ဆိုတော့နည်းနည်းနှစ်ကြပါတော့ဝိတ်ရှိဒါတော့ခင်းလက်စအနေထားလေးပဲဖြစ်ပါတယ်အဲကန်းကျယ်ပေါ့နော်ဒါလေးကတော့ဖျားကန်းပေါ့ဒါက master bedroom နံပါတ်1ခင်းလက်စလေးပေါ့နော်တစ်ချက်လေးရိုက်ပြပေးပါဦးလက်ရှိအနေထားကတော့ဒီဗီဒီယိုဖြစ်တဲ့ဒီဂရင်းလေးပေါ့နော်ဂရင်းလေးကိုခင်းပြီးသွားတာနဲ့ကျွန်တော်တို့ဒီဂရင်တွေကိုခင်းပြီးတဲ့ပုံမှာပြန်ပြီးတော့တင်မယ်ဒီဘက်ကိုခင်းမယ်ပြီးမှနေရာချမယ်ပေါ့နော်အင်ရှင်တိုင်းချတဲ့နေရာလေးကိုပြန်ပြီးစီလေးလုပ်ပြီးပြန်ထားပေးမယ်ပေါ့နော်ဒီနောက်တစ်ခုကကြောက်ဒီတကားတွေပေါ့တကားတွေဆိုလို့ရှိရင်အောက်ကကျန်းကင်းနဲ့လုံးဝစပြီးစိုက်လာတိုင်းလုံးနဲ့မလွတ်ဘူးပေါ့နော်အဲ့ဒါကြောင့်တကားကိုထုတ်ပြီးတော့အောက်ကိုစားမယ်ကျန်းကင်းခင်းနဲ့ဒီလွတ်တဲ့ထိစားပြီးတော့မှပြန်ပြတ်မယ်ပေါ့နော်အဲ့ဒီလိုစားမျိုးလေးလည်းပေးထားပါတယ်ရှင်ဟုတ်တကားဒီတစ်ချက်ပဲလားဆိုတော့လေနှစ်ချက်ပေါ့နော်ဟိုဘက် master bedroom မှာလည်းတစ်ချက်ရှိမယ်နောက်ပြီးတော့ဒီနေရာလေးမှာဆိုလို့ရှိရင်ဘေးစင်အောက်လေးပေါ့နော်ဘေးစင်အောက်လေးမှာဆိုတော့ဒီတကားလေးကကျန်းကင်းနဲ့မလွတ်ဘူးပေါ့နော်အဲ့လိုနေရာလေးမှာလည်းတစ်ခါတည်းဖြုတ်ထားပြီးတဲ့စားပစ်လေးပေးထားပါတယ်ရှင်အဲ့ဒီမှာဆောင်းမှုလေးဖြစ်ပါတယ်ဟုတ်ဖြုတ်ပြီးပြန်တက်ပေးမယ်ပေါ့နော်တကားလေးလုံးဝထိခိုက်ပြည့်စုံမှုရှိအောင်နေရာတစ်ခြားပြန်တက်ပေးမယ်ပေါ့ဒါတော့ခင်းပြီးမှပဲပြန်တက်မယ်ပေါ့နော်တော့အောင်အားလုံးကျေးဇူးတင်ပါတယ်လို့Hello လျှက်ထက် flooring မှာပြန်လဲကြိုဆိုပါရစေ။ဒါလေးကတော့မနက်မှစတင်ခင်းခြင်းနဲ့အခုညနေဆိုလို့ရှိရင်အားလုံးခင်းခြင်း busy ပြီပေါ့နော်။ကျန်းကင်းနဲ့မလွတ်တဲ့တကားလေးတွေကိုလည်းတေချာပြန်ပြုပြင်ပြီးပြန်တက်ပေးထားပါတယ်။ဒီခန်းလေးမှာလည်းကြွေပြားကတ်ထားတဲ့တဆင်းမြင့်နေရာလေးမှာအထောက်အနည်းတွေကိုလည်းတေချာခင်းပေးထားသလိုဒီဂရင်လေးတွေကိုလည်းတေချာဂရင်အောက်ထဲထိပါပေါ့နော်။ကျန်းကင်းကိုခင်းပေးပြီးတော့မှဂရင်ကိုအပေါ်မှာနေရာတခြားပြန်ထားခဲ့ပေးပါတယ်။ SPC ကျန်းကင်းလေးကနင်းရတာတက်တောက်တက်တာဖြစ်တယ်လို့လမ်းလျှောက်တဲ့ခါတိုင်းမှာလည်းအတန်လုံးစေပါတယ်။ Master bedroom နံပါတ်2ဒီခန်းလေးမှာလည်းဒီတကားလေးတွေကိုကျန်းကင်းနဲ့မလွတ်တဲ့တကားကိုတေချာဖြုတ်ပြီးပြန်တက်ပေးထားပါတယ်။ဂရင်လေးတွေကိုလည်းသူ့နေရာနဲ့သူဒီအိမ်ရှင်စိတ်တိုင်းကြနေရာလေးမှာပြန်ချထားစီစဉ်ပေးခဲ့ပါတယ်။ဒါကတော့မိုးကုတ်ကအိမ်ရှင်အကိုပေါ့နော်။အင်ရှင်ဝယ်ထားတဲ့စူပါစက်တီလေးကိုလည်းအင်ရှင်စိတ်တိုင်းကြနေရာလေးမှာတေချာလေးတရက်စွာချထားစီစဉ်ပေးပါတယ်။ကျန်းကြီးလေးခင်းကျင်းလိုက်တော့အခန်းကပိုပြီးကျယ်သွားတယ်လို့ခံစားရစေပါတယ်။ဒီတကားလေးလည်းဖြုတ်ပြီးပြန်တက်ထားပေးပါတယ်။နှစ်ချွတ်တဲ့နေရာလေးပါ။ဒီခန်းလေးမှာဆိုရင်လည်းကတင်အောက်ထဲထိပါတေချာလေးခင်းကျင်းပေးထားပါတယ်။ဒါကတော့ဘေးစင်အောက်ကတကားလေးနှစ်ချက်ပေါ့နော်အဲ့ဒါလေးကိုလည်းဖြုတ်ပြီးပြန်တက်ပေးထားပါတယ်တန်းကင်းနဲ့လွတ်အောင်ပေါ့နော်ဖြုတ်ပြီးပြန်တက်ထားပေးပါတယ်သူ့အောက်ထက်ကြီးပါဝင်ပြီးတော့တေချာအသေးစိတ်လေးကွတ်ထားပေးပါတယ်အနာကွတ်လေးကစအသေးစိတ်လေးလုပ်ထားပေးပါတယ်ရှင်ဒါကတော့လျှက်ထက်ရဲ့စေတနာမြတ်တာတွေပါအနာကွတ်လက်ရလေးတွေကိုလည်းအသေးစိတ်ရိုက်ပြပေးထားပါတယ်55ဒီဂရီချိုးပြီးတော်ရုံဖြတ်ဆက်ရမပေါ်အောင်တေချာလေးကုတ်ပေးထားပါတယ်။အဆုံးထိကြည့်ရှုပေးကြတဲ့ customer လူကြီးမင်းအပေါင်းတို့ကိုလည်းလျှက်ထက်မှကျေးဇူးများကြီးတင်ရှိပါတယ်ရှင်။3995153949 Viber မှာလည်းကိုမိသားစုတို့သဘောထားပြီးတော့တေချာလေးအသေးစိတ်ရှင်းပြပေးပါတယ်။လေးလာပါမေးမြန်းပါစိတ်တိုင်းကြပြီဆိုတော့မှလျှက်ထက်ကိုဆက်သွယ်လိုက်ပါနော်လျှက်ထက်မှာလူကြီးမင်းတို့ရှင်မောက်ကိုအမြန်ဆုံးရောက်လာခဲ့ပြပါမယ်နော်အားလုံးကိုကျေးဇူးပါ